ပုဂ္ဂိုလ်မြတ်ဆိုတာကိုပါဠိစာပေမှာအရိယ noble person အလွန်မြင့်မြတ်တဲ့ပုဂ္ဂိုလ်များရဲ့နှလုံးသားထဲမှာနှလုံးအိမ်ထဲမှာဘာတွေရှိသလဲမြင့်မြတ်တဲ့ပုဂ္ဂိုလ်ရဲ့စိတ်နေသဘောထားတွေကဘာတွေလဲလို့ပုဂ္ဂိုလ်မြတ်တွေရဲ့အည်သွေးဂုဏ်ကြီးကိုသိရှိပြီးကြီးညိုနိုင်ကြရန်ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့အရိယဝါဒသုတ်တံဆိုတာရှိပါတယ်အရိယဝါဒဆိုတာသူတော်သူမြတ်တို့ရဲ့စံနေရာဘဝထိုသူတော်သူမြတ်တို့ရဲ့နှလုံးအိမ်တို့သင်လျော်သလိုဘာသာပြန်ပြီးတော့ပြောလို့ရအရိယပုဂ္ဂိုလ်တွေဟာဘယ်ခေတ်အခါမှာပေါ်တဲ့အရိယပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ရှေးခေတ်ကအရိယပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ခဏခေတ်ပေါ်တဲ့အရိယပုဂ္ဂိုလ်ပဲဖြစ်ဖြစ်နောင်ပေါ်လက်တက်ဖြစ်တဲ့အရိယပုဂ္ဂိုလ်တွေပဲဖြစ်ဖြစ်ထိုပုဂ္ဂိုလ်မြတ်တွေရဲ့နှလုံးအိမ်ထဲမှာရှိနေတဲ့တရားဓမ္မအခြေအနေရရကတော့တူတူပါပဲအဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားဒီသုတ်တံမှာအရိယပုဂ္ဂိုလ်မြတ်တို့ရဲ့နှလုံးအိမ်နဲ့ပတ်သက်ပြီးတော့ဒီစကြက်ကိုဟောတဲ့အခါမှာအရိယပုဂ္ဂိုလ်တွေဟာရှေးတုန်းကလည်းယခုလိုဘဝမျိုးမှာနေထိုင်ခဲ့ကြပြီးအခုလက်ရှိအရိယပုဂ္ဂိုလ်တွေဟာလည်းပဲဒီဘဝမျိုးမှာပဲနေထိုင်လျက်ရှိကြတယ်။နောင်ပေါ်လာမဲ့အရိယပုဂ္ဂိုလ်များတွေဟာလည်းပုဂ္ဂိုလ်မြတ်တွေဟာလည်းပဲဒီတိုင်းပဲနေထိုင်ကြပေလိမ့်မယ်လို့မြတ်စွာဘုရားကအရိယဝါဒသုတ်တံမှာဒီလိုဟောထားတာရှိတယ်။အရိယဆိုတဲ့စကားလုံးကိုပုဂ္ဂိုလ်မြတ်လို့ဘာကြောင့်မြတ်တယ်လဲဆိုလို့ရှိရင်မြတ်တဲ့အည်သွေးတွေရှိလို့မြတ်တယ်လို့ပြောမြင့်မြတ်တဲ့အည်သွေးဂုဏ်ကြီးတွေရှိတဲ့ပုဂ္ဂိုလ်ကိုဒါမြင့်မြတ်တဲ့ပုဂ္ဂိုလ်လို့ဒီလိုခေါ်ဂုဏ်ရည်သွေးကမြင့်မြတ်ပြီဆိုလို့ရှိရင်ပုဂ္ဂိုလ်ကလည်းမြင့်မြတ်လာဂုဏ်နဲ့ဒရတ်ဆိုတာမြင့်မြတ်တဲ့ဂုဏ်ကိုအကြောင်းပြုပြီးတော့ပုဂ္ဂိုလ်ကိုမြင့်မြတ်တဲ့ပုဂ္ဂိုလ်လို့သတ်မှတ်ကြရတာဖြစ်တယ်မြင့်မြတ်တဲ့ဂုဏ်မရှိဘူးလို့ဆိုလို့ရှိရင်တော့ပုဂ္ဂိုလ်ကလည်းမြင့်မြတ်တဲ့ပုဂ္ဂိုလ်မဖြစ်နိုင်ဘူးတဲ့ဒါကြောင့်မို့ဂုဏ်အည်သွေးကိုကြည့်ပြီးတော့ပုဂ္ဂိုလ်တူယောက်တူရဲ့မြင့်မြတ်မှုနှိမ့်ချမှုဆိုတာကြည့်ရတာဖြစ်ပါတယ်အရိယဆိုတဲ့ပုဂ္ဂိုလ်တွေဟာသူတို့ရဲ့နှလုံးအိမ်ထဲကတရားဓမ္မအတွေးအမြင်တွေဟာအလွန်တရာမှမြင့်မြတ်တဲ့ပုဂ္ဂိုလ်မျိုးတွေဖြစ်ကြတယ်တဲ့ဒါကြောင့်မို့အရိယပုဂ္ဂိုလ်ရဲ့နှလုံးအိမ်ထဲမှာဘာတွေရှိနေသလဲနှလုံးအိမ်ဆိုတာတင်စားပြီးတော့ပြောရတာအရိယပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်ဟာဘယ်လိုလဲလို့အရိယပုဂ္ဂိုလ်တွေသူတို့နေထိုင်တဲ့ဘဝမှာဘယ်ပုံပဲနည်းနေထိုင်ကြသလဲလို့သိရှိကြီးညိုနိုင်ကြဖို့ပါမြတ်စွာဘုရားကတရားဓမ္မကိုပြည့်ပြည့်စုံစုံဆိုင်ရာအကြောင်းကိစ္စတွေနဲ့ဆက်လင်းပြီးတော့ဟောပြောခဲ့တာဘုရားရဲ့တရားဓမ္မတွေဟာပင်လယ်ပြင်ကြီးလောက်ကျယ်ဝန်းပြီးပင်လယ်ကြီးမှာယရနာတွေပေါ်များသလိုဘုရားရဲ့တရားဓမ္မတွေမှာလည်းပဲသုံးမကုန်နိုင်လောက်အောင်ပေါ်များတဲ့ယရနာတွေနဲ့ပြည့်ကျွဲနေတဲ့အရာဖြစ်ပါတယ်ဘုရားတရားဓမ္မတွေကိုသိမယ်ဆိုလို့ရှိရင်သိစရာတွေကအလွန်များလို့မြတ်စွာဘုရားရဲ့တရားဓမ္မသိတဲ့ပုဂ္ဂိုလ်ရဲ့အသိဉာဏ်ဟာလည်းပဲပင်လယ်ကြီးတစ်မြတ်ကျယ်ဝန်းများပြားလာတယ်လို့ဒီလိုပြောရတော့သိစရာတွေအလွန်များတယ်အသိတဲ့ဉာဏ်ကလည်းအလွန်များလို့ ocean of knowledge ပေါ့မြတ်စွာဘုရားရဲ့တရားတော်သိတဲ့အသိဉာဏ်တွေပင်လယ်ကြီးလိုပဲပင်လယ်ကြီးဆိုတာဆုံးစမထင်အောင်ကျယ်လဲကျယ်တယ်နဲ့လဲနဲ့တယ်ပေါ့ဘုရားမြတ်စွာရဲ့တရားဓမ္မတွေဟာလည်း
ကျဲလဲကျဲဝန်းနဲ့နဲ့လဲနဲ့နဲ့တမန်အနေထားနဲ့မြတ်စွာဘုရားရဲ့တရားဓမ္မတွေကိုသိနိုင်ဖို့မရှိဘူးမြတ်စွာဘုရားရဲ့တရားဓမ္မတွေရဲ့အည်အသွေးကိုတရားကုံတော်6ပါးလို့ဆိုပြီးတော့6မျိုးခေါ်ပြထားတာဟာအခြေခံအနေထားအဖြစ်6မျိုးခေါ်ပြထားအဲ့ဒီထဲမှာမြတ်စွာဘုရားကပထမဆုံးတရားဓမ္မနဲ့ပတ်သက်ပြီးတော့သွားခါတော်ဓမ္မောသွားခါတဆိုတာပြောတဲ့စကားတစ်ခုဟာအမှန်အတိုင်းအကျိုးရှိရှိပြောတဲ့စကားဖြစ်ဖို့မမှန်ဘူးဆိုလို့ရှိရင်ထိုပြောတဲ့စကားရဲ့တန်ဖိုးဟာတိတ်ပြီးတော့ကျဆင်းသွားမှန်ကန်မှုရှိတဲ့စကားမှန်ကန်မှုရာခိုင်နှုန်းရှိတန်ဖိုးနဲ့ရာခိုင်နှုန်းအပြည့်ရှိတယ်လို့ပြောအဲ့ဒါကြောင့်မလို့မြတ်စွာဘုရားကတရားဓမ္မနဲ့ပတ်သက်ပြီးတော့နံပါတ်1အရေးတကြီးမိန့်ကြားတဲ့အရေးသေးကသွားခါတော့ငါဟောတဲ့တရားအမှန်တိုင်းဟောထားတာအမှန်တိုင်းဆိုတာမှားမှားယွင်းယွင်းမှားယွင်းမှုကင်းတယ်ပေါ့တမန်ပုဂ္ဂိုလ်တွေပြောတဲ့စကားတွေထဲမှာအမှားတွေပါတတ်တယ်နော်မြတ်စွာဘုရားဟောတဲ့တရားထဲမှာတော့အမှားဆိုတာမပါဘူးအရှိကိုအရှိတိုင်းအဖြစ်ကိုအဖြစ်တိုင်းမှန်ကန်တဲ့သဘာဝတရားကိုဆင်ញင်သုံးသပ်ပြီးတော့ဟောပြောထားတာဖြစ်လို့သွားခါတမှန်တိုင်းဟောထားတဲ့တရားအမှန်တိုင်းဟောတာတော့ဟုတ်ပါပြီအဲ့ဒီတရားတွေကိုသိရှိနားလည်ခွင့်မရှိဘူးဆိုလို့ရှိရင်တန်ဖိုးသိရှိမှာမဟုတ်ဘူးအဲ့ဒါကြောင့်မြတ်စွာဘုရားကတန်ဒိဋ္ဌိကိုကိုယ်တိုင်သိနိုင်ပါတယ်မမှန်ကန်ကန်ဟောထားတဲ့တရားတွေကိုလူတိုင်းမြင်နိုင်ခွင့်ရှိတယ်သိနိုင်ခွင့်ရှိတယ်ကိုယ်ပိုင်ဉာဏ်ဖြင့်သိနိုင်တယ်လို့တန်ဒိဋ္ဌိကိုကိုယ်တိုင်သိတဲ့ကိုယ်တိုင်မြင်တဲ့အရာတစ်ခုမိတ်ဆွေသင်္ကားတွေကိုလည်းပဲဖိတ်ခေါ်ပြီးတော့လာကြည်စမ်းပါလာစမ်းပါကြည်စမ်းပါလှုပ်ကြည်စမ်းပါလို့မှန်ကန်တယ်ဆိုရင်ပြရဲတယ်မမှန်ကန်ဘူးဆိုရင်မပြရဲကိုယ်တွေးဖြစ်သည့်အတွက်ကြောင့်ဘုရားတရားတော်တွေအေဟိပတိကောမှန်ကန်ကန်လာကြည့်ပါလို့ဒီလိုပြောလို့ရတယ်တရားမျိုးပဲဆက်ဆက်ကြည့်မယ်ကိုယ်တိုင်သိပြီးဖိတ်ခေါ်ပြလိုက်တဲ့တရားဖြစ်တဲ့အကျိုးတစ်ခုရဖို့ရဘယ်လောက်ထိအချိန်ဆိုင်ရမှာလဲဆိုအကာလိကောအချိန်ဆိုင်တယ်မလိုဘူးဆိုရဲအားလည်းပါတရားဓမ္မဆိုတာအခုနှလုံးသွင်းရင်နှလုံးသွင်းလိုက်တာနဲ့တပြိုင်နက်အေးချမ်းမှုကိုပေးနိုင်တယ်ရင်ထဲနှလုံးထဲကပူလောင်နေတာတွေဟာတရားနှလုံးသွင်းလိုက်တာနဲ့အေးချမ်းသွားတယ်ချိန်ဆိုင်เสียမလို့သို့တော့အကာလိကောဆိုတဲ့စကားလုံးကအဆင့်အမြင့်အနေနဲ့သုံးမယ်ဆိုလို့ရှိရင် message ပေါ်လိုက်တာနဲ့တပြိုင်နက်ဖို့စိတ်ဆိုတဲ့အကျိုးချက်ချင်းရတယ်လို့ပြောဩပနိကောဘုရားမြတ်စွာရဲ့တရားတော်တွေဟာအင်မတန်မှအကျိုးရှိသည့်အတွက်ကြောင့်ရင်ထဲနှလုံးထဲမှာထည့်ထားဖို့ကောင်းတဲ့တရားမျိုးတွေတချို့ဟာရင်ထဲနှလုံးထဲထည့်ထားလို့ရှိရင်ပူလောင်စေတတ်တယ်စိုးရိမ်စေတတ်တယ်မြတ်စွာဘုရားတရားတော်ကတော့ရင်ထဲနှလုံးထဲထည့်လိုက်မယ်ဆိုရင်ငြိမ်းချမ်းမှုကိုပေးတယ်ဒါကြောင့်ဩပနိကောဒီအခြေအနေရရကိုမြတ်စွာဘုရားရဲ့တရားပညာရှိပုဂ္ဂိုလ်တွေကကိုယ်တွေ့သိနိုင်ခံစားနိုင်လို့အတိအသီးကိုယ်တိုင်သိနိုင်တဲ့အရာတွေတွေ့ရှိခံစားနိုင်တဲ့အရာဖြစ်လို့ပစ္စတံဝေရိတဘောဝိညုဟိလို့တရားကုံတော်ရဲ့တရားရဲ့အည်သွေးတွေကိုမြတ်စွာဘုရားဟောပြဒီအည်သွေးတွေကိုသိလိုက်ရတဲ့အခါတရားဓမ္မလေးစားကြည်ညိုပြီးအားကြပြီးအလုံးဟာတရားဓမ္မကိုလိုက်နာကျင့်သုံးခြင်းတဲ့စိတ်တွေလည်းပေါ်လာတကယ်ကျင့်သုံးရင်လည်းတကယ်ဒီအကျိုးတရားတွေကိုရရှိကြတာကမှန်ပဲသောကဖြစ်နေတဲ့ပုဂ္ဂိုလ်တွေသောကငြိမ်းသွားတယ်ငိုးနေရတဲ့ပုဂ္ဂိုလ်တွေအငိုတိတ်သွားရတယ်
ဆင်းရဲဒုက္ခရောက်နေကြတဲ့ပုဂ္ဂိုလ်တွေဆင်းရဲဒုက္ခကလွတ်မြောက်ကြတယ်စိတ်ဆင်းရဲမှုနဲ့ကြုံနေကြတဲ့ပုဂ္ဂိုလ်တွေစိတ်ချမ်းသာမှုကိုပြန်လည်ရရှိသွားကြတယ်နိဗ္ဗာန်သွားဖို့ရာအတွက်လမ်းကောင်းလမ်းမှန်ကိုလည်းပဲတွေ့ရှိနိုင်တယ်နောက်ဆုံးနိဗ္ဗာန်ဆိုတာကိုကိုယ်တိုင်သိရှိမျက်မှောက်ပြုခွင့်ဖြစ်သွားတယ်ဒါကြောင့်မို့လို့တရားတော်ဟာလွဲမှားခြင်းမရှိဘူးအဘဒံမှမှန်ကန်အဲ့ဒီမှန်ကန်တဲ့တရားတော်အတိုင်းကျင့်ကြံကြိုးကိုအားထုတ်လို့တောကဆိုတဲ့စိတ်ထဲကပူလောင်မှုတွေပရိဒေဝဆိုတာပူလောင်မှုကိုမခံနိုင်လို့ငိုကြွေးရမှုတွေဒုက္ခလို့ဆိုတဲ့ကိုယ်ဆင်းရဲမှုတွေဒေါမနတလို့ဆိုတဲ့စိတ်မချမ်းသာမှုတွေဒါတွေကိုလုံးဝဖယ်ရှားပြီးလုံးဝလွန်မြောက်သွားပြီးနိဗ္ဗာန်လမ်းကြောင်းပေါ်ရောက်လို့နိဗ္ဗာန်ကိုကိုယ်တွေ့မျက်မှောက်ပြုနေတဲ့ပုဂ္ဂိုလ်တွေကိုအရိယမြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေပုဂ္ဂိုလ်မြတ်တွေမြင့်မြတ်တဲ့တရားကိုသိရှိနားလည်သည့်အတွက်ကြောင့်ထိုပုဂ္ဂိုလ်များကလည်းမြင့်မြတ်တဲ့ပုဂ္ဂိုလ်အဖြစ်ရောက်ရှိတယ်